ပင်လယ်ထဲရောက်နေတော့တန်ခါသင်္ဘောတစ်စီးမီးလောင်ရင်မီးတက်ကခေါ်လို့မရဘူးဗျကို့ဘာသာကိုယ်ပဲငြိမ်းရတာဒါကြောင့်ပင်လယ်ထဲမထွက်ခင်ဒါကိုစက္ကန့်ပိုင်းအတွင်းအလို့ရနေမှရမယ်ကဲဒီနေ့တန်ခါမီးသက်တွေရှိရမကြည့်အောင်လူတွေကမီးနဲ့ဝေးရပြေးကြပါမယ်ကျွန်တော်တို့ကမီးရှိတဲ့စီကိုတန်းတန်းမမတ်တောနေရဖြစ်ပါတယ်ဒီမှာတော့အမားပါလို့မရဘူးဗျမီးသက်တယ်ဆိုတာမီးကိုရေးနဲ့တန်းပန်းလိုက်ရုံနဲ့မရဘူးပူကအပေါ်တက်တာမို့အောက်ခြေကိုပဲတန်းပန်းလိုက်ရင်အပေါ်ကပူချိန်ကြောင့်မီးကပူကြီးပြီးတော့ပြန်ထလောင်တတ်တယ်ဒါကြောင့်နေရနဲ့မျက်တစ်ချက်တွေကိုရေပတ်အေးခံပြီးတော့လောက်ရတာဖြစ်ပါတယ်ဒါကို boundary cooling လို့ခေါ်ပါတယ်ဒီလိုအပူချိန်ကျသွားပြီဆိုမှမီးတောက်ရဲ့အောက်ခြေကိုအနီးကတိုးပေးရတာဖြစ်ပါတယ်လူတွေကတင်မောသားဆိုရင်ပတ်စံအများကြီးရတယ်အပါပန်းရတယ်အဲ့ဒါပဲမြင်ကြတယ်ဒါပေမဲ့ဒီလိုအပူချိန်ရာခိုင်နှုန်းကြားမှာကိုယ့်အသက်ကိုရင်းပြီးလေ့ကျင့်ထားရယူတော့ဘယ်သူမှမမြင်ကြဘူးလေဒါကတော့ပင်လယ်ပြင်မထွက်ခင်ကျွန်တော်တို့ဖြတ်တန်းရတဲ့နေ့တွေဖြစ်ပါတယ်မိတ်ဆွေရောဒီလိုမီးတောက်ကိုရင်ဆိုင်ဖို့တတ်သိရှိတာcomment မှာရေးခဲ့ဦး